စေးပြီးတဲ့ချောင်းပန်းလို့တဲ့အဲ့ကောင်စကိုင်းအက်တာဆိုတဲ့ကောင်ကပွဲစားတယ်ငါဘလူးဘက်ကိုစားတယ်အေးပြီးတော့ rubber စားတယ်မကြည့်ကွာ enemy hyper ရတယ်ပဲဖွဲ့ရပြီငါတူဝေးရှိတယ် hyper ပန်းမရစရာဘူးတဲ့တကယ်ကောင်ကလက်လဲခုတည်းမရှိဘူးငါဘလူးဘက်ထပ်စားပြန်ပြီမင်းတို့ချောင်းပလီရဲ့အဲ့လိုပဲလားအေးစား rubber လေးစားဟိုဘာလဲကျမှ hero 130ရှိတယ်ကွာကြိုက်တဲ့ကောင်ကိုင်တန်းပါလေအဲ့ဒါကိုချောင်းပန်းလို့စိတ်ကောက်ရတယ်ကြည့်ကွာ enemy EHP level စစ်တယ်ငါအခုမှ level 5ရ respect မရှိရင်တဲ့ respect ကမင်းအဲ့တကနားလေလားနွားရဲ့ချောင်းလေးပန်းတော့အလောက်ထိဖြစ်ပြသွားရလို့စားမင်းကိုပေးစားတယ်စားဒီမှာလူတို့က level 9ရောက်တော့ငါအခုမှ level 9အဲ့မှာ cover level 9ရောက်ပြီကွာငါဘာမှမပြောတော့ strana လေးဆိုလည်းမဟုတ်ငါရဲ့ဘက်ကိုမှ9မိနစ်နဲ့50ခုမှပဲစားတော့ဆိုလိုမစော့ရလောက်အောင်ဖြစ်နေပြီပါဒီလိုကောင်းနေနဲ့ဘယ်လိုရှေ့ဆက်ဆော့အောင်ပါလဲအဲ့ငါလည်းမစော့ချင်တော့လည်းမှတကောင်တက်ပြီးတည်ခံလိုက်တယ်ကွာဘာမျိုးလဲညောင်တော်တော်တွေကလည်းမှတကောင်လေးရုံးပြမထင်ဒီမှမနိုင်အောင်ဒီလိုကောင်းနေနဲ့